ဟုတ်ကဲ့ကျွန်တော်မေးချင်တာပါ၃ခုမေးချင်တာပါဦးလေးတို့ပြောနေကြတဲ့ပြည်သူလူထုငင်းချိုင်းမှာပါဝင်ဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်းပါကျွန်တော်တို့ပြည်သူလူထုအနေနဲ့ငင်းချိုင်းမှာပါဝင်ခဲ့ပါတယ်ကျွန်တော်တို့ထောင်8လကြာပါပါတယ်ကျွန်တော်တို့เนี่ยအဲ့ဒါဘယ်လိုလုပ်မှာလဲကျွန်တော်မေးချင်ပါတယ်တစ်ချက်နောက်ပြီးတော့ယုံကြည်မှုတိုင်းရင်းသားတွေဘက်ကယုံကြည်မှုမတည်ဆောက်နိုင်ဆိုတဲ့အကြောင်းမေးချင်ပါတယ်တိုင်းရင်းသားတွေဘက်ကိုယုံကြည်မှုတည်ဆောက်ဖို့တွားတဲ့လူပါဒီဘက်ကရောတိုင်းရင်းသားတွေယုံကြည်ရမယ့်လူတယောက်ဖြစ်လားဆိုကျွန်တော်မေးချင်ပါတယ်ယုံကြည်မှုတွားတဲ့လူဟာစစ်တပ်ကဘုံမှုဟောင်းတယောက်ဖြစ်နေတယ်တိုင်းရင်းသားတွေဘယ်လိုယုံကြည်မှာလဲယုံကြည်မှုရှိတဲ့လူသားယုံကြည်မှုတည်ဆောက်ဖို့အတွက်လွှတ်တင်ပါတယ်နောက်ပြီးတော့တိုင်းရင်းသားတွေလက်နက်ကင်တဲ့ကိစ္စကျွန်တော်တိုင်းရင်းသားတွေကလက်နက်ကင်တယ်ဆိုတာဘာမှမိမိအကျိုးစီးပွားကိုထိခိုက်လာပြီဆိုရင်လူတိုင်းဟာဗဇက်နဲ့အရင်ပြောမယ်ပြောလို့မရလက်နက်ကင်ရလိမ့်မယ်ဒါဟာဘယ်တိုင်းသားမှမဟုတ်ဗမာလည်းလုပ်ရင်အဲ့လိုပဲဖြစ်မှာပဲအဲ့တော့ကျွန်တော်ပြောချင်တာပါအဲ့ဒီအတွက်ကိုအခုသမရကလည်းအချုပ်ချာအာဏာနဲ့ထိပါလာရင်နောက်ပြီးတော့ခွဲမထွက်ဖို့ဆိုရင်ပြောတယ်အဲ့ဒါတက်တာလုံးလို့ရပါတယ်လို့ပြောပါတယ်အချုပ်ချာအာဏာကိုသမရကပိုင်တာလားအချုပ်ချာအာဏာကိုပြည်သူကပိုင်တာပါပြည်သူရဲ့စကားကိုနားထောင်နေမှာသမရကျွန်တော်တို့ခွဲထွက်ဖို့မခွဲထွက်ဖို့ဆိုတာကျွန်တော်တို့တိုင်းရင်းသားတွေပြည်မနဲ့ပေါင်းပြီးရင်ကျွန်တော်တို့ငတ်နေတယ်ဆိုကျွန်တော်ခွဲထွက်လို့ရမှာမခွဲထွက်ပဲဒီတိုင်းအငတ်ခံပြီးနေရမှာလားကျွန်တော်တို့တိုင်းရင်းသားတွေမှာမိုးရပါအခွင့်အရေးဆိုတာရှိတယ်မိုးရပါခွဲထွက်ပိုင်ခွင့်လည်းရှိပါတယ်အဲ့ဒါပြောချင်တာပါကျွန်တော်ပြောချင်ပါတယ်